အားလုံးမင်္ဂလာပါ gaming မှာဆမ်းမကြိုးစားလိုက်ပါတယ်။ကျွန်တော်ခုမှတော့ survival ဆော့ပြမှာဖြစ်ပါတယ်။ကျွန်တော်ဒီကျိုးပေါ်ရောက်နေတဲ့ဟိုတိုးကြီးထဲကျွန်တော်သွားမယ်ပေါ့နော်။ဒီကူးပြရမှာပေါ့နော်။ဒီကူးရတော့မောင်းနေ။အိုးရိုးအပေါ်ပြန်တယ်။ဟိုပြန်တယ်။တခါလေးနဲ့ပြေးရတယ်။ဒါကျိုးရနေနော်။ခုလေဗျ။ဒါကျုံနော်ကျွန်တော်ဘာလို့ကျွန်တော်ခုလုံးမဟာကျွန်တော်အာယုံအာမအပြည့်လုံးပါဗောနော်ဒီကြောင့်ရေဘောတေးဖတ်ဖို့မယ်ကျွန်တော်လည်းအပိကြပါအောင်ကြော်ညာတက်သွားလို့ခဏလေးပေါ့နော်နော် wifi ပိတ်လိုက်အောင်မယ်နော် game sorry ဆို Minecraft sorry ဆိုလေWi-Fi ပေးရတာလည်းတက်လို့ပြ။ဒီရပြီ။ပြီးတော့တပေးခုတ်ပြီနော်။ဒီတယ်နော်။ဟိုတော့ကျိုးနာတက်ပြန်ပြီ။ဖူးကြီးတယ်ကြားလိုက်နော်။ဒီနာတပေတွေများတော့ဗျဘုံကြီးတွေကလေးနေနေကြောက်ပြန်ပြီကြောက်ပါရဆိုမြရာဘုံကြီးငါစင်းနေပြည့်တယ်ဦးနော်အေးငါစင်းနေပြည့်တယ်အစင်းနေမပြည့်ဘူးတော့ငါတော့လောက်ဆိုရင်တော့ credit တွေပဲလုံးလို့ရပြီ။အရင်ဆုံးအထောကင်မယ်။ကောင်းလိုက်ပါဘူး။ပြီး credit တွေပဲကျွန်တော်တစ်ခုယူလာမယ်။ခေတစ်ခုပဲယူမယ်။ဘယ်တော့မိုင်းစတူမယ်။မိုင်းတူပြီးတော့ပဲကျွန်တော်နေရမှာပေါ့နော်။တော့အကြီးကကျွန်တော်လုံးမဲ့ဟာဟိုဟာဆိုတော့လေအာယုံအာမဆိုတော့မိုင်းတူပြီးတော့လေအာယုံနေမြေကြီးထဲမှာရှိတယ်လေရွာတရားလေးပြီးတော့ကောင်းတယ်ဗျအာယုံအလကားရတယ်ညလေးမတူလိုက်ခေးရဆိုတော့ဒီနောက်တိတ်နေတော့တူလို့ပြန်ကျွန်တော်ကဘာလို့ဆိုဖျောင်းနေစီလေ No brother ခုနေနော်ဒီညတော့ဆိုပြီးမိုးရင်ဒါနိုင်ဘူးပေါ့နော်အဲ့ဆိုကျွန်တော်တို့အရင်ဆုံးဘာလုပ်မလဲဆိုတော့ပေါ့နော်ဟိုတော့အရင်လုပ်ရမယ်โอเคတော့ဟိုဟာလေတော့အလကားမသုံးပါတော့မောနော်တို့တော်တို့တရတလီတော့ကျွန်တော်တို့ကတော့အပြင်ထွက်ရမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘုံလုံးမှာထားရလို့လေ။အမလို့ဆိုတော့တစ်ခါတော့လောက်ရှိသေးတယ်။မြေကြီးဆောင်ပါလေ။ကြောက်ပြီပေါ့နော်။အိုးနော်ကျွန်တော်တစ်ပိကနေလုံးမဒါထွက်မှာဗျ။မဒီလေးထားလိုက်မယ်။ဆိုတော့ကကျွန်တော်တို့ဒီထဲကိုသွားမယ်ဟိုဒီပစိန်ကြတော့โอเคကျောင်းမရှိရပါလားအော်ဒုံးလောက်အောင်မဒုံထုံးလုံးမယ်ဒုံမတို့ရတစ်ချောင်းမယူတော့တစ်ချောင်းမယူရမယ်ပေါ့ဘာလို့လဲဆိုတော့ဟိုကလေးယူအောင်ဆိုတော့ဒီပါညောင်းတော့ကျွန်တော်ကိုကြောင်နေပြီတောင်းဒီအဖပြန်လုံးမယ်ပြန်ဝင်ဘာဒီအောင်ယူပါလို့ရအောင်ရအေးရဒီကြောင်တော့ဆူရတယ်ဒီကြောင်ဒီတော့ဝင်ဒီပက်ကတ်တစ်ခုတော့ခေရပက်ကတ်တစ်ခုကျင်းတော့ဟိုထွားလေးတွင်းတော့လက်နဲ့တူတယ်ဟိုရလက်နဲ့တူမှရတာလက်တူဘာမှမရလက်နဲ့တူချီတော့ပြ
ကတော့လည်းရှိတယ်ဆိုတန်ပြီးကဲရပြီတက်သားတွေကတော့လိုတော့လူတွေဗျပြန်နေမယ်ခေရပြီတော့ဒုတ်ပုံသွားရဟာဒုတ်ငါမဘယ်နဲ့တောင်းရှိပစ်ကက်တွေကလည်းကျိုးတယ်ဗျအဖေဟိုတော့ခုလိုအေးပြုတ်တာတော့ကိုမိုင်းမင်းနဲ့ကိုဘယ်ခေါ်ဟိုဘယ်တော့ခေါ်လိုက်တော့ဆိုဒီတော့ကိုမိုင်းမင်းတို့ဒါလေးကိုပတ်ပူးလေးလာမှာပေါ့နော်ကျွန်တော်တို့တစ်ဒီလောက်စီရကျွန်တော်မိုင်းပြန်လာမယ်လားကဲဖြည်းဖြည်းလေးပဲကောင်းပါတယ်ကျွန်တော်ပိုင်ဒုတ်လေးတော့လောက်ပါမယ်ဒုတ်လေးရတော့အများကြီးရတော့ရပါပါတယ်နော်ဒီကထုတ်လို့အောင်အများကြီးပါမယ်ထက်โอเคရပြီနော်ထုတ်လုပ်ထားမယ်ဒီရောထုတ်တယ်ရောကြောင်းနေပါဒီလောက်ပဲကြောင်းရမိုင်းစာတူးလိုက်အောင်ဒီပစ်ကမကြိုးမကြည့်နဲ့တန်ပစ်ကမကုန်ဘူးနော်အဲဆိုတော့ပစ်ကဒီကတောင်းလို့ရှိရတယ်ကဲအိုင်ယွန်လေးရလိုက်စမ်းပါကွာအော်တော့အိုင်ရနော်ဒီဟာဒီပါကျုပ်ဒီပါကျိုးမယ်လေကျုပ်ပါကျိုးရှိဘာလို့လဲမီးသွေးကိုဟိုအဲ့ဒါလေးကိုလှုပ်ထားရမယ်နော်မရှိသေးဘူးဗျဟုတ်တယ်လည်းမတော်ရှိသေးဘူးဟိုနေတော့မရှိသေးဘူးဗျမရှိသေးတဲ့ပစ္စည်းတွေဆိုသူကပြောတယ်ဟိုခွဲကြတာပဲပေါ့ရှိလို့ဆိုလည်းမလုပ်သေးဘူးကွာနော်ကောင်းလေးရလေအားခွဲကြမိုင်းွက်ထဲမှာတန်ပိတ်ကနေမတူးလို့ရပြီပိတ်ကလည်းကျိုးရပြီတို့ဒါဆက်ပြီးရဆိုဟုတ်ကြလားဒီလိုတို့လည်းဘာမှဆုံးနေလို့ရှိနေတာမီးဖို့ငါလူတော်မီးဖို့မင်းပြီးတော့တချအိုးမမီးဖို့တွေ့ပြီကျေးဇူးပါတခုပဲဟောဒီလိုပြန်နေအောင်ဟာမရတော့ဘာမှလည်းမရဘူးမရဘူးမီးတွေဖို့ပျောက်သွားပြီငါဒီတော့ဒီမှာငါပါလို့လားရှိရတယ်တော့ဘယ်တော့မို့လို့လဲမလို့တော့ကျောင်းက8တောင်းလောက်နေတယ်ဟုတ်ပါအဲကြောင့်တူထားတယ်တော့မိုးတော့ချုံနေပြီကျောင်းကတူတာဟဲ့ဒီမှာတူထားတယ်ပြပါမလားပါဆိုလို့ပဲဟမ်ရလားဟောဒီမှာရတယ်3ခုရတော့လုံးပြသွားတယ်3ခုပူကောင်းဒီမှာထားနားနဲ့ပိတ်ထားလိုက်မယ်မှားဝမ်းပါတစ်ခုလောက်ပဲထားလိုက်ဟောဖျောင်းလို့ဆိုခရစ်မပြောင်းလို့ပဲကျွန်တော်ယူလိုက်တော့ဗျာဘာလို့ဆိုတော့ဖျောင်းလာလေလူတာပေါ့ဖျောင်းနေ
ကျန်တဲ့ပစ္စည်းတွေကျွန်တော်နော်ရှော့ပါတော့ပြီးရင်ကျွန်တော်ဒီဟာကိုလိုတယ်ပေါ့နော်လိုတဲ့အတွက်ကျွန်တော်ဒီဟာကိုတစ်ခုပဲသုံးမယ်ပြီးတော့ပြီးတော့တို့ကျူပါလေအဲ့ဒါတော့ကျွန်တော် credit mode လေးပြောင်းပြီးတော့ယူလိုက်ပါတယ်ဆိုင်ရယ်လေးသာပြောတာတော့ပြီးစီးပြောတယ်ဆိုအနိုင်ကြီးကျူမရတော့ကျွန်တော်မှဖျောင်းနိုင်ရလိုတယ်အကြိုင်းလေးတူအောင်ရအဲ့တော့ကျွန်တော်ပြီးတော့ဂျာဒီမီနိုမီတူအော်ဒီမီတွေအဲ့ဒါမီတွေလို့ခေါ်တာဟုတ်တယ်ကျောင်းနိုင်နေထားတာလည်းမဆိုဘူးမလားပြောင်းနေမျိုးကလည်းဇုံကြီးလာလို့မရဘူးငါဖျောင်းနိုင်နေထားတာရှင်းတော့ဖျောင်းတယ်ဖျောင်းနိုင်ထားတယ်လာတော့ကျူပါတော့ခရီးမပြပြောင်းလိုက်အောင်ဆောက်လိုက်ပဲပြောတာတော့ဒီမှာရှိတာဗျာဘာလို့လဲဆိုတော့လေအစာလဲလူကြီးအစာမနဲ့ကြက်တယ်နေလာတော့ဟဲ့အစင်တော့ရောလက်တာအာယုအောင်နော်ဖတ်ပြီးအာယုအောင်ကဲကျွန်တော်တူတာမရှိဘူးကျွန်တော်ကတော့ဒီလိုအားလုံးကိုတွေ့ရတယ်ကြောက်တယ်ရွတ်တွေ့နေတာဟိုအာယုလေးတော့ပေးပေါ့တော့တရားရွေးကြုံလာရောမယ်ကြောက်ကြုံမယ်ပူထားလိုက်ပြီးရှုပ်လို့ကလောဆန်းလာနေတာလားနောက်ဆုံးတော့ကြောက်တယ်တော်ပြီတော့ကိုကဖတ်ပြီးဒီညာလေးကိုလှေကလေးပုံစံလေးတော့ပြီးတော့တူအောင်မယ်တော့ဝိုင်းတော့ဘာလို့လှေကလေးပုံစံလေးအာယုတွေ့ပြီအာယုတွေအများကြီးကျေးဇူးပါလက်ပြရေးဆိုအာယုလို့ဆူတောင်းလိုက်လို့လက်ပြကြည့်ဒီပြင်းမှလည်းရှိသေးတာရှိတော့ဒီမှာရှိသေးတယ်အာယုကျွန်တော်ဖယားပြေးလိုက်တာပါဗျာဖယားကျွန်တော်ပြေးလိုက်တာပါဗျာတော့အာယုဘယ်နှခုရပါတယ်ဒီမှာမကြည့်ရဘူးအာယုံတယ်အာယုံပါမလဲငါအာယုံလို့ရအာယုံကတူးတယ်လေအော်ဒီပါငါးခုပေါ့နော်အာယုံကခုနအာမပနာဘာလို့လို့ရတော့ဒီတူလာရတယ်တော့တူတော့တစ်ခုရရကျွန်တော်တော့ထုတ်လိုက်တော့မယ်ဟိုကကျိုးမယ်လဲအာယုံကျိုးမယ်အာယုံငါးခုဆိုအာမပနာခုလို့ရတယ်ဒီထားရလဲဒီအနေကျိုးမယ်ကျိုးထားလိုက်ပြီဗီဒီယိုလေးတွေ့ပါလားဗီဒီယိုလေးတွေ့ပါဖြစ်မှာမဟုတ်ဘူးဆွဲတော့ချီလို့ဒီမှာရှင်းလာ
我知道。要爬一个，动物啦，木啦，这种公啊，我们都一起。Phải đua nó đúng là rồi rồi này chưa anh là chủ người chủ piu ai anh không ngạc nhiên là bao lâu rồi nhiều khoa đi từ cái gì mà theo đó 다 루가 있거나 뿌리다지 넣고 저러 다 해로래요 어떤요 사이에 봉장이야 병이 이 판넬에 다니 후잖아 아용하고 너때니 또이 리서 와서 듣고 가고 이 다리 왜 때네ဒီလိုကောင်လုံးသေးဗျာပစိန်လုံးလိုက်မယ်ရှုပ်လို့ပစိန်လေးမောင်လေးဒါကျိုးလို့ရှင်တော့ပြန်မရဘူးရင်းတယ်မကြီးရောင်းနိုင်တော့ပါဟောဒီမှာဖြစ်နေရတော်လေးတို့အာရုံတွေ့တာအပေါ်ဘယ်လိုပြန်လဲအော်ဒီမှာအပေါ်မှာလည်းအာရုံဒီကနေ့ခုတက်လိုက်ဒီရောက်လည်းပြန်သွားပြီဟိုကျိုးလို့ဒီအကြီးပဲရတယ်အဲ့ redstone ကလေဘာလဲဆိုတော့တည့်ရလူပြောပေးခဲ့ပါတော့လုံးဝမသိဘူးဗျာအပေါ်ပြန်တဲ့တော့ကိုပြလေးရှိတော့ချင်မှာတော့ဒီကနေ့တော့အရွယ်ရေးရှာနေလို့ပါဒီပေါ်ပါခဲ့ဟာပို့ဖို့ဝိုင်းတော့တူကမှားသွားတာဗျာဟောဟာလေဟိုကျွန်တော်လည်းမှားနေဟုတ်
ဟုတ်တယ်ဗျကျွန်တော်တူးတာမှမှားသွားတာတောင်းပန်ပါတယ်ဗျဒီဖာရင်လားဗျဖာရင်မလားဗျအမှန်ပါလေဟုတ်တယ်မီးရွေးတကူဟိုမှာတွေ့အိုးမီးရွေးပြိုင်းပြီမီးရွေးကုန်နေကြဆက်ပြီးတော့ပေါ်ဒီပြန်ရမယ်အိုးမီးရွေးအများကြီးပဲဟုတ်တယ်အားလုံးနေရာပြည့်တယ်တော့ပါဒီရတာလေထိုင်းမော်လေးဖြစ်နေတော့ငါတို့ကတော့တိုက်မီးရတယ်အောက်မှာလေတခုလို့ကွာရှက်တယ်ပုံပြန်တယ်ပုံတယ်ဟိုရှိုးရယ်လို့ရောက်တာမင်းမီးတွေပြန်ကြည့်ပါရYouTube မှာ tutorial တွေ့ရဗီဒီယိုလို့တော့ဒိုင်းမိုးရတယ်ဟုတ်လားတော့ဖြစ်နိုင်လို့ထင်တယ်ဘောတက်ပါတော့ပတ်တူကတော့ဒီလောက်ပဲဟုတ်နော်တော့ပတ်ဝဲတော့ပတ်တူတင်ပေးမယ်အခုပတ်ဝဲလေးကတော့ဒီမှာပဲအဆုံးသတ်လိုက်ရအောင်အလုံးမတက်တာနော်